ဒုက္ခတွေနေမှာပြန်ငါတွေကြည့်တကယ်တော့ကြောက်စရာတန်ရအဆက်ဆက်ပြီးစရာမှာလူဘဝခဏတာအမတ်တမေနေမိန်နေခြင်းတွေပါပတိနဲ့စင်ကြီးရှောင်ပြေးမရတာပြုတိကံကြောင့်မှာဘယ်သူမပြုမိမိမှုမောတတိတာစင်ကြီးမှာပြုသူဒီဖြစ်သူအဟောင်းနေတန်ရချာရဲ့ပမာခေမအဆုံးသက်မှာစင်ကြင်တတိတရားရှိပါဆုံးသက်သေးကြသောနာရင်းညာတာမြစ်တာတရားများပွားများဖြစ်တည်တဲ့ညရာအလုံးကိုတွေ့